အခါမိုက်ဆုံးခါဒီတစ်ခါရှမ်းကားနဲ့ချစ်တဲ့အကြောင်းပြောမယ်ပေါ့နော်ချစ်ခွင့်တောင်းမယ်ဆိုရင်ဘယ်လိုပြောရမလဲဆိုတာကိုလာပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်အရင်ဦးဆုံးတော့လူတိုင်းကြားဖူးနေကြစကားလုံးပေါ့နော်လူတိုင်းကြားဖူးနေကြဖြစ်တဲ့ငါနင့်ကိုချစ်တယ်ဆိုတဲ့စကားလုံးကနေစမယ်နော်ဟောက်ဟက်ဆူဟောက်ဟက်ဆူဟောက်ဟက်ဆူcầu hắc mơ cầu hắc mơ လို့လည်းပြောလို့ရပါတယ်ပြန်ပြောမယ်နော်ငါနင့်ကိုချစ်တယ်ဆိုရင်ဟောက်ဟက်ဆူဟောက်ဟက်ဆူငါ့ကိုပြန်ချစ်နိုင်မလားကြောင့်တေးဟက်ขึ้นเฮาကြောင့်တေးဟက်ขึ้นเฮาကြောင့်တေးဟက်ขึ้นเฮาငါ့ကိုပြန်ဖြေပါအောင်ตอบปันขึ้นเฮาพองตอบปันขึ้นเฮาพองตอบปันขึ้นเฮาพองငါနှလုံးသားထဲမှာနိုင်ဟိုကျဲဟောင်းနိုင်နိုင်ဟိုကျဲဟောင်းနိုင်နိုင်ဟိုကျဲဟောင်းနိုင်နင်တယောက်ပဲရှိတယ်မိစုကော့လျော်ကွေးမိစုကော့လျော်ကွေးမိစုကော့လျော်ကွေးနာငါနင့်ကိုရမ်းချစ်တယ်ငါနင့်ကိုရမ်းချစ်တာပဲဟောက်ဟက်ဆူဟန်းတဲယောက်ဟောက်ဟက်ဆူဟန်းတဲယောက်ဟောက်ဟက်ဆူဟန်းတဲယောက်နင်တဘောတူမလားနိုင်မလားကြောင့်စုတေးဖောမ်ဟောကြောင့်စုတေးဖောမ်ဟောလိုက်ကြောင့်စုတေးဖောမ်ဟောလိုက်နင်ကလွဲပြီးလူစီဆူရောက်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 ငါဘသူ့ကိုမှထပ်မချစ်နိုင်တော့ဘူးဟောအမ်ဟက်ဖိုင်လိုက်ထန်းရောက်ဟောအမ်ဟက်ဖာလိုက်ထန်းရောက်ဟောအမ်ဟက်ဖာလိုက်ထန်းရောက်ငါ့ကိုနားလည်ပေးပါနော်ပေါင်ใจปันเฮาอีกหนึ่งนะป่องใจปันเฮาอีกหนึ่งนะဟုတ်ကဲ့ကျေးဇူးပါ